မှန်ပါဗျာဒီနေ့ကတော့တပင်နဲ့တူယူတဲ့ကလေးတဲ့ဒီသုံးမျိုးကမုခတိုက်ပါတယ်လို့ကြားဘူးလေဗျာအဲ့ဒါသူတို့ပြောရင်ပြောသလိုဖြစ်တာပေါ့ဗျာသူတို့လုပ်ရင်လုပ်ပြရင်လုပ်သလိုဖြစ်တာပေါ့ဗျာအဲ့ဒါကြောင့်မို့ကလေးနဲ့တူယူနေတော့မတတ်နိုင်ဘူးထိန်းချုပ်လို့မရဘူးတပင်ရုပ်ရှင်ဂီတအကုန်လုံးပေါ့ဗျာအနုပညာလောကသားတွေပေါ့သူတို့ကရှေ့ကနေပြီးတော့အခုခေတ်ကြီးဆိုရင်လေသူတို့ကရှေ့ကနေပြီးတော့လင်ငယ်မရငယ်လင်ဘုံမရဘုံဇကားတွေရိုက်နောက်ကလူထုကလည်းလင်ငယ်မရငယ်တွေနေကုန်ကြရအောင်အဲ့တော့တွေးကြည့်တာပေါ့ဗျာဒီလင်ဒီများတလင်တမယားစနစ်နဲ့တလင်တမယားစနစ်နဲ့သစ္စာရှိရှိချစ်သွားကြတဲ့ဇကားမျိုးနင့်နာခံပေးဆက်ပြီးချစ်သွားကြတဲ့ဇကားမျိုးကရိုက်เสียမရှိတော့ဘူးလားထားပါတော့သူတို့ကရုပ်ရှင်လောကသားတွေကမြန်မာလဲဒီလူတွေဖြစ်နေကြလို့မို့သူတို့ကရိုက်ပြတာဆိုရင်တနိုင်ငံလုံးကဒီလူလင်ငယ်မင်းငယ်တွေနီးနေကြတာလားတလင်တမယားစနစ်နဲ့နှစ်နာခံပြီးတော့ဆွန့်လွတ်ပြီးတော့သစ္စာရှိရှိချစ်သွားတဲ့တွဲတွေမရှိတော့ဘူးလားအပြင်မှာလည်းမရှိတော့ဘူးလားအနုပညာလောကမှာလည်းအဲ့လိုဇကားတွေရိုက်ပြတရားမရှိတော့ဘူးလားအဲ့ဒါလေးတွေးကြည့်တာပါဗျာလူချင်းမင်းတို့ရဲ့အမြင်ကျုံနဲ့ထက်တူကြမကြကွန်မန့်မှာဆွေးနွေးတော့ပါအောင်ဗျာဟုတ်ကဲ့ဒါပါပဲဗျာ